ပြင်ထွက်သွားဆင်းရသွားပြီဆောင်းတာပေါ့ အပြင်တော့အတူဆင်းရောက်သွားပြီ အမေတို့ကအထူးရောက်လာပြီနော် ဆိုတော့တင်းလေးဆိုတော့တော့ရက်ချာဆင်းရောက် လူပေးရှင်းတော့ဘာလို့ခကြတော့ဒီဖောက်တယ်လည်းဆက်မှာပဲရှိရအောင်အပြင်ထွက်လို့မရဘူးလက်ထပ်လို့ရပဲချင်းနေဘယ်တော့ကြာ အော်ဝမ်းအော်ပေါ်အပြင်တော့မရဘူးအော်ဝမ်းရဆက်မှာဆက်မှာအပြင်ဆက်လို့တပတ်ဒီမှာအော်ဝမ်းဆက်မှာ story telling ပြောတဲ့အချိန်မှာတပတ်ဒီပါနဲ့ချိန်လို့မရဘူးဒီပါနဲ့ဒီပါနဲ့နိုင်ချိန်လို့ပြောလို့မရဘူး ပြီးတယ်တခြားတော့ချင်းပြောင်းရော ကိုစုံပေးတယ် ချိန်ကြတော့ဒီမှာ story telling ဆိုရင် ချင်းနေတော့မရတော့ ဒီမှာရှိတယ်ဒီစိတ်ဝင်စားအဲ့ဒါလည်းထားလိုက်တော့ဒီပုံစံမျိုးကြားလိုက်တာစိတ်ဝင်စားစိတ်ဝင်စားစိတ်ကိုစားပါတယ်အဲ့ချိန်မှာအဆက်6ဆက်နဲ့ဘာမှမဆိုင်တဲ့အချိန်မှာတော့ဝတ်ကြမှာ အဲ့ဒါကဒီချက်ပဲရှိတယ်။ဘာရင်နာကိုဆိုတဲ့လေးကတည်းကဦးစီးလို့ပြသွားတယ်ပုံတွေ့လား။ဒါမြင်စိတ် ဦးစင် ဦးစီးဘာလို့ပြတယ်။ဒါစာဖတ်ပြတယ်စာဒီစာဒီစာ ဦးစင်ပြပြတော့မှလေဒါပေမဲ့တတိတော်ကပြန်မမေးရလားမေးရလားမေးရဆိုဒီချက်ကိုရှိနေတော့လို့ရတယ် ဆိုရင်တော့လည်းမရတယ်ဆိုရင်ဒီချက်ရှင်တို့ကတော့တော့မရ အခုတော့နေအဲ့တော့ဦးစီးကမေးတာလေအခုဒီချက်ပဲရှင်းနေတာ။ဒါပေမဲ့ဦးစီးက ကြားထဲမှာမေးဖို့မေးတယ်အဲ့ဒီ story ရဲ့အရာကိုပြည့်စီတယ် နောက်ဆိုရင်ဒီဝါဒီ story channel ကိုပြောပြတာနဲ့ကိုသိရလားမင်းကမေးပါလို့ရှိတယ် ရှိတယ်ကြားထဲမှာတက်တဲ့မေးခွန်းတိုင်းကြောင်းနေဆိုရင် ။ကိုမီတခုလုံးကိုဖတ်တယ်မှာလေဟောပေါ်လို့ရှိတယ်ဖြစ်ကုန်ပြီ ဘယ်လိုဒီအားလေးတွေသူတို့စိတ်ဝင်စားတော့ဘူးလို့ချိန်ပါဒီတဲ့ဒီမှာတော့ဒါမှမဟုတ်သူတို့အားလုံးလားတက်တော့လုံးတွေချက်ပြန်လာဟုတ်ဟုတ်ဟုတ် ။အစီတာကဒီလိုက် ဆိုတော့ story လေးအပြင်လာတော့ပြောင်းသွားနိုင်တယ် အချိန် ဦးစီးဆိုတော့ပြောင်းသွားနိုင်တယ် ဆရာကဆိုရင်ဒီနောက်မှာကတော့လည်းနေနေတယ်ဆိုတာတေးဥဆောင်ချမ်းဆိုတာသူ့ပဲမဟုတ်ပဲနေ။လာကတော့ဆိုရင်ဒီကမှရှိနေမှာကိုယ့်ရဲ့ငြိမ်ရတဲ့ကိုစဉ်းစားမှခြေနဲ့စနောက်ကိုစဉ်းစားလိုက်တာရတော့ ရတယ် အားမစမလို့စမကိုလည်းမဖြစ်ဘူး